မောင်းကြီးတူကျေးစီကြီးတနောင်နဲ့သူတို့ဘယ်သွားနေကြတာပါလဲဒါကတော့ကျွန်တော်တို့အရာမျိုးလေးမှာနှစ်ပေါင်းများစွာကြောင်းလက်ဆင့်ကမ်းလာခဲ့တဲ့ချစ်စရာကောင်းတဲ့ရည်ချင်းမှုကလေးတစ်ခုပါပဲဝါတို့ရဲ့အဖိနှရောက်တိုင်းမှာဒီအရာမျိုးလေးရဲ့လူကြီးလူငယ်မျိုးသားမျိုးသမီးတွေဟာမြို့ကိုပတ်ပြီးဥပဒကလှည့်ကြပါလေဒီရည်ချင်းမှုလေးကိုလက်ဆင့်ကမ်းလာတာဆယ်စုနှစ်များစွာကြာခဲ့ပြီဆိုပေမဲ့အခုချိန်ထိအစဉ်လာမပြတ်လက်ဆက်နေတော့ပါပဲဒီညာမျိုးလေးဟာဘာသာရေးနဲ့ပတ်သက်လာရင်ဘယ်သူမှတိုက်တွန်းခိုင်းစီစရာမလိုပဲကိုယ့်အသည့်စိတ်ဓာတ်နဲ့ကိုလိုက်ပါတတ်ကြတာဒီကလေးငယ်လေးတွေကတက်တည်ပါပဲပျော်လို့လိုက်လို့ပြောတဲ့ဒီရင်ချင်းမှုဒလေးကိုကလေးတွေစီမတိမတာအမွေဆက်ခံပေးနေကြတာပါဥပဒကလည်းအလူခံတဲ့အဖွဲဟာတစ်မျိုးလုံးကိုပတ်နေရပေမဲ့မောတယ်လို့ကိုမရှိပါဘူးကုသိုလ်ပြုဖို့နှိုးစော်သူကနှိုးစော်အဲ့ဒီနှိုးစော်သူတွေကိုကုသိုလ်ပြုသူတွေကပြုနေအပြန်အလှန်ပီတိတွေကိုဖြာလို့နေကြပါတယ်ကြည့်ပါဦးဗျာကိုတက်နိုင်တဲ့ဘက်ကကုသိုလ်ပြုကြတာအင်ရှိရလမ်းမေးကွပြစ်လေးမှာဥပဒကလှဲ့သူတွေအမောပြေအောင်အစာပြေအောင်စားစရာတောက်စရာလေးတွေပြင်ဆင်ပြီးသူတို့အလာကိုတိုင်းစောင့်နေကြတာဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်တယ်အလူရှင်တွေရဲ့အခမ်းတဲ့နေရာရောက်ပြီဆိုရင်တော့ဖြော်ပြရေးပါတဲ့ဆိုင်းဝိုင်းလေးကအလူရှင်တွေကိုဂုဏ်ပြုတဲ့အနေနဲ့တချင်းတပုတ်စာနှစ်ပုတ်စာတိကျဖြော်ပြပေးကြပါလိမ့်မယ်ခင်ဗျားတို့လည်းနားထောင်ရတာမောနေတော့ပါပြီအခုလူငယ်ဝိုင်းရဲ့ဖြော်ပြမှုကိုကြည့်လိုက်ပါဦးလူငယ်ဝိုင်းဆိုပေမဲ့အဲ့ဒီလူငယ်လေးတွေလည်းမကပါဘူးလက်လျှောက်တက်ဆကလေးလေးတောင်ပါသေးတာဗျကလေးလေးကဝါတီနေရများဘလောက်တော့ချစ်စရာကောင်းလိုက်တယ်အမှုပညာဆိုတာယူသမှုပါမအောင်မြင်တာဆိုရင်ဒီကလေးကြီးလာရင်တကယ့်ကိုအမှုပညာရှင်ကြီးဖြစ်မှာပါကဲအခုတော့လူငယ်ဝိုင်းရဲ့တိခတ်မှုကိုရှုစားလိုက်ကြပါအောင်ဗျနောက်တစ်ခုကတော့လူကြီးဝိုင်းပြသူတို့အဖွဲ့မှာအသက်ကြီးအဖိုးအဖွားတွေပါကြတာအသက်ကြီးပေမဲ့မပြည့်စည်သေးဘူးဆိုတဲ့အတိုင်းသူတို့ရဲ့အကြီးအဆိုတွေကထက်မြက်တဲ့ဉာဏ်ဆိုင်လုံးပါပဲအမျိုးသမီးဆိုရှင်အမျိုးသားအဆိုရှင်တွေစုံလို့ပါမောင်းကြီးတဲ့ဆရာဆိုခေါင်းငိမ့်နဲ့ဇံဝင်စားလို့အမှုပညာသမားတွေဇံဝင်နေတဲ့အချိန်ဟာတကယ်တမ်းအလှပဆုံးအချိန်ပါပဲသူတို့တိခတ်နေတာကိုနားထောင်ရင်အလူရှင်တွေကျွေးတဲ့စီထမင်းလေးစားရင်နားကြအောင်ဆိုဗျာကျော်ပြပြီးရင်အလူရှင်တွေလူသမျှကုသိုလ်တွေကိုဆူတောင်းပေးကြတယ်မေတ္တာပို့ကြတယ်အမျှဝေကြတယ်တပွဲလုံးကမောင်းတီတာရုခေါ်အမျှဝေကြတော့လူရတဲ့သူအတွက်ဘလောက်ကြည်နူးစရာကောင်းလဲတကယ်ကိုပြုတ်တိုက်တဲ့ကုသိုလ်အဆူဆူပါပဲအခုတော့တပွဲလုံးခရီးဆက်နေကြပါပြီစောင့်နေတဲ့ဒါနရှင်တွေရှိသေးတာမို့ခရီးဆက်ရပေဦးမယ်ဒီလူလေးကိုကြည့်ရရင်အလူခံသူရောအလူပြုသူပါကုသိုလ်တွေအပြန်အလှန်တိုးဝါးနေတာဘလောက်တောင်ဝမ်းမြောက်စရာကောင်းလိုက်တယ်လေခင်ဗျားတို့အညာကိုသတိမရကြဘူးလားအညာလူပွဲတွေမှာလှူတဲ့သူရောဝိုင်းဝန်းလုတ်ကင်ပေးကြသူတွေပါပီတိနဲ့ကုသိုလ်တွေအပြည့်ရကြတာခင်ဗျားတို့ရောဒီအညာမျိုးလေးရဲ့နှွေးထွေးမှုကိုမလွမ်းကြဘူးလားဗျာအားလုံးပဲကျမ်းမာဆင်ပြေကြပါစေဗျာ